ကျုပ်ကိုရတာရှိပြီးတော့လွယ်ကူတဲ့ချက်နည်းလေးချက်ပြပါမယ်ခင်ဗျာဒါတွေကဟင်းနှစ်တွက်ပစ္စည်းတွေပါညင်ကပီးနဲ့မကြီးသေးဘူးလည်းအရေးဖြောထားလိုက်မယ်အရင်ဆုံးကြက်သွန်ဖြူကြက်သွန်နီမျိုးသီးစေးတွေထည့်ပြီးတော့ထောင်းပါမယ်ကျွန်တော်ကတော့အနှစ်များများရချင်တာမို့လို့ကြက်သွန်ဖြူကြက်သွန်နီများများလေးသုံးထားပါတယ်ကြက်သွန်ဖြူကြက်သွန်နီကလည်းတော်တော်လေးညံ့နေပါပြီအကျော်တင်းတင်းလေးနဲ့ပိုစားကောင်းအောင်ပြုတ်ထားတဲ့ကြက်ဥတွေကိုအရင်ကြော်ပါမယ်ခင်ဗျာစီပေါက်တက်လို့ကြီးဆက်ပြီးကြော်ပါနော်ကဲအခုဆိုဟင်းစားချက်ပါပြီစီပူလိုက်တော့ထောင်းထားတဲ့ကြက်သွန်ဖြူကြက်သွန်နီကိုထည့်ပြီးတော့ကြော်ပါမယ်ဟင်းရချစ်ချစ်ဆက်ဆက်လေးဖြစ်အောင်ငရုတ်သီးစေးလေးထည့်ထားတယ်ပြီးရင်အယောင်တင်မို့ခွဲချမ်းတွေကိုလည်းထပ်ပြီးထည့်ပါမယ်ခင်ဗျာဒီအေးလေးနဲ့မှုေးလာတဲ့ဒီကိုကြော်ပေးပါမယ်နားလေးမှုေးလိုက်ရင်တော့နုံနုံဆင်းထားတဲ့ခင်းချင်းတီတွေကိုထပ်ပြီးထည့်ပါမယ်ခင်ဗျာရတာအတွက်ကိုစားဟင်းကြုံမို့အရေးဖြော်ထားတဲ့ငပီကိုထည့်မယ်ပြီးရင်တော့ခင်းချင်းတီတွေနူးသွားတဲ့ချီတီရေလေးနဲ့ထည့်ပြီးတော့အုပ်ပြီးချက်ပါမယ်ခင်ဗျာအခုဆိုရင်ခင်းချင်းတီတွေလည်းနူးပြီဆိုလို့ရှိရင်တော့ကြော်ထားတဲ့ကြက်ဥတွေကိုထည့်လို့ရပါပြီကြက်ဥတွေကိုတေချာသမတ်သွားအောင်အနှစ်တင်နဲ့ရောပြီးမှုပေးပါမယ်အရေးဖြော်ထားတဲ့မကြီးသီးမဲ့ထည့်ပါမယ်ပြီးရင်ခဏလေးအုပ်ပြီးတော့ချက်ထားပေးပါမယ်ခင်ဗျာဒီကချစ်ချစ်ဆက်ဆက်လေးနဲ့အနှစ်ရလေးများများလေးနဲ့ဆိုတော့သမင်းပူပူလေးနဲ့စားလို့ရှိရင်အရန်ကိုစားလို့ကောင်းတဲ့ဟင်းလေးတစ်ခုဖြစ်ပါတယ်ကျွန်တော်တော့နာမည်ကြားလို့နာမည်လေးထည့်အုပ်ပါတယ်အခုဆိုလို့ရှိရင်တော့အရာသားနဲ့ပြည့်စုံတဲ့ကြက်ဥချစ်စမ်းဟင်းလေးတစ်ခွဲရပါပြီခင်ဗျာချက်ရလွယ်ပြီးတော့ဘတ်ဂျက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အားလုံးပဲလိုက်ချက်စားကြည့်ကြပါနော်ကျေးဇူးတင်ပါတယ်ခင်ဗျာ